သိမ့်လဲဆိုပြီးကိုကိုတဲ့ဦးစီအောင်ချဲပကြီးကားတစ်ချက်ပမာသားရလာပါချင်းမွရွာအလေတစ်ခေါက်တော့လာပါကွာစူအောင်ကလေးတို့ရွာခင်ဘူးရွာထိကြည်ထားကိုကွယ်အောင်စီတူစီတော့ညပြာဖူးမျိုးရမမေမေကွာခင်ဘူးရွာလေရှင်တော်ကြောင့်မှာဒီကနေ့ထိတည်ရှိနေတဲ့1348ခုပြာသူလာပြီကျော်73ရက်နေ့မှာဘဝနဲ့ထဲပြန်လို့တော့မူပြီးဘယ်တင်နာနဲ့ဒီရဆရာတော်ဘုရားရုပ်ကလေးတော်ဖူးမျိုးရမှာပါအလေးလာပါချင်းမှုရွာစူအောင်ကလေးကဖေလူကိုဒီနာညနေညညိုချင်းမှာချင်းမှုရွာနေပြီးဝေဘူးရင်မှာလီကလေးတွေလို့ခက်လူတငါတွေလေတွေ့မြင်ရမှာ